Hi မင်္ဂလာပါဒီနေ့တော့ဆက်ပြလေးနည်းနည်းသိဆက်ပြစားသောက်နဲ့လောက်တာလေနည်းနည်းသိဆက်ပြလေးပြပါမယ်ဒါကိုယ်ရန်လောက်တာတဲ့ဟမ်မဂီလေးပါဒါတွေကဘာနဲ့ပါလဲဆိုရှားဆောင်နှစ်ကိုပြုတ်လောက်ထားတာပါရှားဆောင်အနှစ်နဲ့ပလဲမှုန်နဲ့အလှစီနဲ့နောက်တစ်ခါအမွေးရနံဆိုလဲဆာကူရာဘန်နဲ့ရှားဆောင်အနံ့အဲ့လိုအနံ့လေးနဲ့လောက်ထားတာပေါ့ဒီလိုလေးတုံးဆိုရင်ဒါ3500ရောင်းပါတယ်လက်ကားကြီးဆိုတော့လက်ကားကြီးဒီမျိုးတကယ်ဒရုံကြီးဆိုတော့3500ရောင်းပါတယ်ဒီလိုအသေးလေးတွေကြတော့900ရောင်းပါတယ်3000ရောင်းပါတယ်ဒီကောင်ဆိုရင်လေညနာမှာလန်နစ်ကညီမလေးဆိုလှပြဆိုင်ဖွင့်လာတာသူကိုယ်တိုင်လည်းတုံးတယ်သူများတွေကလည်းသူရောင်းပေးတယ်ဘာလို့ဆိုသူဒါကိုကြိုက်တယ်တဲ့ဘာလို့ဒီဟာညနာအမဲဆက်တွေပါလေတက်တာတယ်ညနာချွေးတွေပါချွေးပြန်နေညနာမျိုးတွေကောင်းနေပေါ့နော်အစီonly ပြတဲ့ပေရှားပေးတယ်ပေါ့နော်မျက်နှာကြည်လင်စီတယ်ဆိုဒီလိုမျိုးလေးတွေဆိုတာပိန်စင်းလေးပါလေလောင်းလို့ရတယ်ဒါဆိုရင်လားကော်ဖီမစ်ထုတ်ဖိုးစားပဲရှိမယ်နော်ကော်ဖီမစ်ထုတ်ဖိုးစားပဲရှိမယ်ဒါမျိုးဆိုလို့ရှိရင်အဆုံရှိတယ်ဒီလိုလည်းအမျိုးလေးလောက်ထားတယ်ဒီပုံစံလေးတွေရှိတယ်နောက်ကျယ်လေးတွေလည်းရှိတယ်ဒီလိုပုံလေးလည်းရှိတယ်အသေးပုံလေးတွေရှိတယ်ကျင်းနေတဲ့ရင်အပိလို့ရပါတယ်ဒီလိုလေးဆိုတာဒီလိုတုံးလေးတုံးဆိုရင်တော့ဒါအနည်းဆုံး15ရက်တော့သုံးလို့ရတယ်နှစ်ပတ်လောက်တော့နည်းနည်းတိစပြခဲ့ဖြစ်တဲ့အတွက်ကြောင့်သူကနည်းနာတီးတန်လောက်ထားတာပါတချို့ကျတော့ကြိုက်လို့တဲ့တကူလုံးသုံးနေဒီလိုခဲကြီးတကယ်ဆိုအဲ့ဒါတစ်ခါသုံးလို့ရှိရင်3 လီတာလောက်သုံးရတယ်ပြီးတော့ကျမရဲ့စပြခဲ့လေးတွေကသေးလေးဖြစ်သွားတယ်ဒီရေပြောမသွားဘူးမခက်ခဲလေးပဲလုပ်ပေးထားပါတယ်နော်အဲ့တော့ကျိုင်းနေတဲ့တဲ့ဆိုရင်အပိလို့ရပါတယ်ခြားဆောင်စပြခဲ့လေးပါကိုယ်တိုင်လုပ်ထားတဲ့ဟမ်မေလေးပါရှင်ကိုရီးယားပစ္စည်းတွေဈေးကြီးတယ်လို့ပြောတဲ့လူတွေဒါလေးကတော့ဈေးမကြီးဘူးထင်ပါတယ်နော်